မင်္ဂလာပါဆရာတို့တွေဒီ initial letter နဲ့ပတ်သက်ပြီးတော့နောက်ထပ်2025မေကွန်းအားတစ်ခုကိုဆက်ပြီးတော့လေ့ကျင့်မယ် question number 1 initial letter မေးမဲ့မေကွန်းပုံစံကဒီတိုင်းလာမှာပေါ့နော်အဲ့တော့မေကွန်းကိုတော့ထပ်ပြီးတော့ဖတ်မပြတော့ဘူးဒါဆိုရင် number 1တစ်ခါတည်းဖတ်ကြည့်မယ် The Myeik archipelago is renowned archipelago ဆိုတာကျွန်းစုမြေကျွန်းစုက is renowned နာမည်ကြီးတယ်ကြိုကြားတယ်ဘာကြောင့်လဲဆိုတော့ကျတော့ for its remarkable view of black coral reefs တန်တာကြောက်တန်းနေရှိလို့ပြီးတော့ကျတော့ vibrant schools of fish ဝေလာငါးအုပ်တွေရှိတယ်မိထားတာကအန်နင်ဆိုတော့ကျတော့ coral reefs တန်တာကြောက်တန်းနေဆိုတာနောက်ရရှိမှာဆိုတော့ adjective ဖြေရမယ် adjective ဖြစ်နိုင်တဲ့နေရာတဘာဝတန်တာကြောက်တန်းနေဒီလိုမျိုးအသုံးရှိတယ်အဲ့တော့အဖြေက natural ပါ natural natural ဒါကိုဖြည့်ပြရမယ်Number 2ကကျတော့ the word genius ဆိုတာပါရမီရှင်ဆိုတဲ့အဓိပ္ပာယ်ဒီစကားလုံးမှာ has ရှိတယ်။ဘာရှိရလဲဆိုတော့ကျတော့ intelligence skills originality and creativity ဒီလိုမျိုးကြရဲ့အနက်ရှိတယ်။ကြရဲ့အနက်ဆိုတာ connotation ဆိုတဲ့အသုံး connotation ဆိုတဲ့စကားလုံးစီနဲ့စားတာhas ရှိတယ်ဆိုတာက verb ပါသူ့ရဲ့နောက်က object ပါအဲ့တော့ object နေရာမှာလာနိုင်တာက noun ဖြစ်ပါတယ်ဒါကြောင့် noun ဖြည့်ပေးရမယ်အဖြေက connotation 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 အဲ့ဒါကို s ထည့်မယ်ဘာကြောင့်လဲဆိုတော့နောက်ကကောင်တွေကတခုတည်းမဟုတ်လို့ s ထည့်ပေးတာနော်ဟုတ်ပြီဒါဆိုရင်နောက် number 3ကကျတော့ be careful of taking this drug ဒီဆေးကိုတောက်ရင်တတိထားbecause ဘာကြောင့်လဲဆိုတော့ it has some blank effects တက်ရောက်မှုတွေရှိလို့ဆိုကျိုးတွေ in spite of its effectiveness အဲ့တော့ကောင်းကျိုးတွေရှိတယ်လို့ဒီဆေးကတောက်ရင်ပျောက်တယ်ထိရောက်တော်လဲပဲဘေးထွက်ဆိုကျိုးတွေရှိတာ effects ဆိုတာကတက်ရောက်မှုတွေနောက်မှာသူ့ရဲ့ရှေ့မှာမိထားတာက adjective ဖြစ်နိုင်တဲ့နေရာပါဒါကြောင့် adjective ဖြည့်ပေးရမယ်ဒီနေရာမှာအဲ့တော့ပြောင်းပြန်စန့်ကျင်ဘက်ဘေးထွက်ဆိုကျိုးတွေဒီလိုမျိုးအတိတ်ပဲမျိုးအဲ့တော့အဖြေက adverse adverse အဲ့ဒါကပြောင်းပြန်ဖြစ်တော့စန့်ကျင်ဘက်ဖြစ်တော့တနည်းအားဖြင့်ဘေးထွက်ဆိုကျိုးပေါ့ဒါကိုပြောတာဖြစ်ပါတယ်အဲ့ဒီစကားလုံးဖြည့်ပေးရမယ် Now number 4ကကျတော့ the path is cool shady and dark အဲ့တော့ဒီလမ်းကလေးကိုပြောတာ cool ဖြစ်တယ် shady ဖြစ်တယ် dark ဖြစ်တယ် even in summer နွေရာသီတောင်မှဘာကြောင့်လဲဆိုတော့တစ်ပင်အကြီးကြီးရှိလို့နော် with the black branches of big trees တစ်ပင်အကြီးကြီးက branches တက်ကိုင်းနေအဲ့ဒီတက်ကိုင်းတွေကဝဲဖြာကျနေမှာနောက်ရရှိမှာမိထားတာဆိုတော့အဲ့ဒါဒီပါလေ adjective ပါ determiner နဲ့နောက်ရကြားထဲမှာဆိုတော့ adjective ပါဝဲဖြာကျတယ်ဆိုတော့ overhanging overhanging လေးပေါင်းပြီးလေ overhanging present participle verb ing ပါ adjective အနေနဲ့သုံးလို့ရတယ်ဟုတ်ပြီဒါဆိုနောက် number 5ကကျတော့ blank is important for students ကျောင်းသားတွေအတွက် B ကအရေးကြီးတယ်တဲ့ as ဘာကြောင့်လဲဆိုတော့ being on time အဲ့ဒါကအချိန်မှန်တာပါ is also considered in their continuous assignment သူတို့ရဲ့ assignment မှာအချိန်မှန်ဖို့ကလည်းပါတယ်အရေးကြီးတယ်ဒါဆိုရင်အချိန်မှန်တာကိုပြောတာအချိန်မှန်တယ်ဆိုတာ punctuality 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 နော်အဲ့တော့ punctual ရ punctual ရဒီလိုမျိုးလေးတော့လုံမထားနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ subject နေရာမှာက noun နေပဲလာတာ subject နေရာမိထားတာကို subject တို့ object တို့နေရာတွေက noun နေလာတာဒါကြောင့် noun ဖြည့်ပြရမယ် punctuality Now number 6 after a bone fracture ဆိုတာအပ်သွားတာအယိုးအပ်သွားတာနော် was diagnosed ဆိုတာကဒါကယောဂရှာတာဖြစ်ပါတယ်with x-rays x-ray နဲ့ယောဂရှာတဲ့အခါမှာ the patient had to black surgery to repair a broken bone အယိုးကိုပြန်ပြီးတော့ဆက်ဖို့ရအတွက် surgery လုပ်ရမယ်ခွဲစိတ်ကုသရမယ်ဒီနေရာမှာ had to black verb 1ဖြစ်ပါတယ်နောက်က verb 1ဖြည့်ပြရမယ်ဆိုတော့ကျတော့ you နဲ့စထားတာဒီ undergo ဖြစ်ပါတယ် undergo undergo ဒါကိုဖြည့်ပြရမယ်နော်ဒါဆိုရင်နောက် number 7ကကျတော့ when you prepare fruit အစားအသောက်တွေပြင်ဆင်တဲ့အခါမှာ you should use အသုံးပြုရမယ်နော် prepare food ဆိုတာကအစားအသောက်တွေပြင်တာပါဘာကိုအသုံးပြုရမှာလဲဆိုတော့အစားအသောက်တွေပြင်နေဆိုကြရ kitchen နဲ့သွားရမယ်အဲ့တော့ kitchen အသုံးအဆောင်တွေ
kitchen ကြီးနဲ့စထားပါတယ်အဲ့တော့မီးဖိုချောင်နဲ့ပတ်သက်တဲ့အသုံးအဆောင်တွေဆိုတော့ such as blenders နောက်ပြီးတော့ mixers and food processors to save time and energy အချိန်ကိုသက်သာလူပင်ပန်းသက်သာအောင်လုပ်ဖို့နော်ကရိယာတစားပလာတွေသုံးအောင်ပါမီးဖိုချောင်သုံးပစ္စည်းတွေကိုပြောတာ kitchen gadgets နော်အဲ့တော့ကြီးနဲ့စထားတာဒီ GAD gadget ဖြစ်ပါတယ်ဒီမှာကတခုတည်းမဟုတ်တဲ့အတွက်ကြောင့်မလို့ gadget GED မှာ s ကလေးထည့်ပေးမယ်ဒါကြောင့်အဖြေဒီ GEDS gadgets ဒီလိုမျိုးဖြည့်ပေးရမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ရှေ့မှာကလည်း noun ရှိနေတဲ့အတွက်ကြောင့်မလို့နောက်ကကောင်လည်း noun နှလုံးရှင်းပြီးရေးလို့ရတယ်ဒါ compound noun ဖြစ်ပါတယ်နော်အဖြေက gadgets ဒီလိုဖြည့်ပေးမယ်ဟုတ်ပြီဒါဆိုရင်နောက် number 8 number 8ကကျတော့ when he did not come to school on Monday တနင်္လာနေ့မှာသူကျောင်းမလာခဲ့တာနော်အဲ့တော့တနင်္လာနေ့မှာကျောင်းမလာဘူးမလာတာ it was not because he was sick သူနေမကောင်းလို့မဟုတ်ဘူးနေမကောင်းလို့မဟုတ်ဘူး but because ဘာကြောင့်လဲဆိုတော့ကျတော့ he made a blank choice ရွေးချယ်ခဲ့လို့အဲ့တော့ဖျားလို့နာလို့မို့ကျောင်းကိုမလာတာမဟုတ်ဘူးတမင်တက်တက်ကိုကျောင်းကိုမလာတာဖျားမှာဒီနောင်ရရှိမှာမလို့အချစ်တဲ့တမင်တက်တက်ကိုကျောင်းမလာတာတမင်တက်တက်မလာတာဒီ on purpose ဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာဒီဖြစ်နေတယ်အဲ့ဒီကောင်ဒီတမင်တက်တက်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့ဒါဒီအင်္ဂလိပ်စာမှာ deliberate 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 တမင်တက်တက်တမင်တက on purpose ဒီလိုမျိုးအဓိပ္ပာယ်ပါအဲ့ဒီစကားလုံးကိုဖြည့်ပြရမှာနော်ကဲဒါဆိုရင်နောက် number 9ကျတော့ some students point examinations တချို့ကျောင်းသားတွေကတွေ့ရတယ်တဲ့ point ရဲ့နောက်က object လာမယ်အဲ့ဒီ object ရဲ့နောက်က adjective လာပါတယ်တချို့ကျောင်းသားတွေက examination နဲ့ပတ်သက်ပြီးသူတို့တွေက stress ဖြစ်တယ်စိတ်ဖိအားများတယ်နော်အဲ့တော့ find object adjective ပုံစံမှာဒီနေရာမှာ stressful လို့ဖြည့်ပြရမှာဒါကတော့နည်းနည်းလွယ်တယ် but ဒါပေမဲ့ others manage to stay calm and focused တချို့ကျောင်းသားတွေကကျတော့ excited မဖြစ်ဘူးစိတ်မလို့ရှားဘူးစိတ်ဖိအားမရှိဘူးတည်ငြိမ်ပြီးတော့အာရုံစိုက်နိုင်တယ်အဖြေက stressful STRESFUL stressful ဒီလိုမျိုးဖြည့်ပြရမယ်နောက် number 10နောက်ဆုံးကကျတော့ in today's world ဒီနေ့ကမ္ဘာမှာတဲ့ the black of fossil fuels ဆိုတာရုပ်ကျွမ်းလောင်စာတွေကိုပြောတာဖြေရမှာဒီ determiner ရဲ့နောက်မှာမို့လို့ noun ဖြည့်ပြရမယ်နော်ဘာကြောင့်လဲဆိုတော့ကျတော့ determiner ရဲ့နောက်က noun လာတယ် of ဆိုတဲ့ preposition ရဲ့ရှေ့နဲ့နောက်ကလည်း noun ပဲလာတယ်ဒါကြောင့် noun ဖြည့်ပြရမယ်ဒီနဲ့စထားတာ fossil fuels ရုပ်ကျွမ်းလောင်စာတွေရဲ့ယော်နေလာတာကိုပြောတာ is raising concerns အဲ့ဒါကအရေးကြီးလာတာအလေးထားစရာဖြစ်လာတာ about energy security and climate change ဒါတွေနဲ့ပတ်သက်ပြီးတော့အရေးကြီးလာတာဖြစ်ပါတယ်အဲ့တော့ဒီဆိုတာကယော်နေလာတာเนาะသူကဘာလဲဆိုတော့ကြတော့ DEPLETION deflation ယော်နေလာတာ they reducing or something by a large amount so that there is no enough left ဒီလိုမျိုးအဓိပ္ပာယ်ရှိတာကိုယော်နေလာတာဖြစ်ပါတယ်အဲ့တော့အဖြေက DEPLETION deflation ဒါကိုဖြည့်ပြရမှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်အခုနံတော့က10လုံးဆရာတို့တွေဖြည့်လိုက်တဲ့အခါအဖြေဒီဟောဒီအတိုင်းရလာမှာဖြစ်ပါတယ်